ပထမသဘောပေါက်အောင်မဟာဝိပဿစိတ်၈ခုဆိုတာကိုပြောကြည့်အောင်မဟာဝိပဿစိတ်၈ခုဘယ်ပုံဘယ်နည်းခွဲတာတုံးလို့မေးကြည့်မယ်ဆိုရင်အကျမ်းပြေပို့ပြီးတော့ရှင်းပြီးအောင်ပြောရမယ်ဆိုရင်အတိညာပါမပါဒီနှစ်ခုကိုအရင်မှတ်လိုက်အတိညာပါမပါဒီနှစ်ခုကိုမှတ်တာတချို့စိတ်ကအတိညာပါတယ်တချို့စိတ်ကအတိညာမပါဘူးဆိုတော့အတိညာပါမပါဟောနှစ်ခုမရှိဘူးလားရှိပါတယ်ခင်ဗျာအဲ့ဒီနှစ်ခုမှာခံစားချက်နဲ့ထပ်ခွဲလိုက်အတိညာပါတဲ့စိတ်မှလည်းပဲဟုတ်လားဒီဝမ်းသာတဲ့ခံစားချက်ရှိတယ်ဝမ်းသာမှုမပီပြင်တဲ့ခံစားချက်ရှိတယ်အတိညာပါတာလဲထို့တူပဲဝမ်းသာမှုရှိမရှိနှစ်ခုနဲ့တွဲလိုက်မယ်ခေါင်းကအတိညာပါမပါနှစ်ခုကိုဝမ်းသာမှုထင်ရှားတာမထင်ရှားတာနှစ်ခုနဲ့စာလို့ပြောရင်သောမနတဥပိ္ပခာဒီနှစ်ခုနဲ့မြောက်လိုက်မယ်နှစ်ကိုနှစ်နဲ့မြောက်တော့ဘယ်လောက်ရသွား၄ရသွားတယ်အဲ့ဒီ၄ကိုမှတစ်ခါထပ်မှတ်လိုက်စိတ်ဆွမ်းအားထက်မြက်မှုရှိတယ်ပင်ကိုယ်ကစိတ်ဆွမ်းအားထက်မြက်မှုရှိတယ်မရှိဘူးဟောဒီနှစ်ခုနဲ့ထပ်မြောက်လိုက်၄ကိုနှစ်နဲ့မြောက်တော့၈အဲ့ဒါကိုမာဝိပဿစိတ်၈ခုလို့ခေါ်တာမှန်ပါပါဗျာအခြေခံအားဖြင့်ခွဲတာမှန်ပါပါဒါအလွယ်နည်းနဲ့မှတ်ထားဖို့နော်စိတ်မှန်ရင်ခံစားချက်ရှိတာကြီးပဲအဲ့တော့အသိဉာဏ်ရှိတဲ့စိတ်အသိဉာဏ်မရှိတဲ့စိတ်နှစ်ခုကိုခံစားချက်နှစ်ခုနဲ့မြောက်မယ်ဝမ်းသာတဲ့ခံစားချက်ဝမ်းသာမှုသိမထင်ရှားတဲ့ခံစားချက်သို့မဟုတ်သောမနတဥပိ္ပခာနှစ်ခုနဲ့မြောက်လိုက်ရင်၄ခုဖြစ်တယ်အဲ့ဒါကိုမှစိတ်ဆွမ်းအားထက်မြက်မှုရှိမရှိအသင်္ခါရိကတသင်္ခါရိကနှစ်ခုနဲ့မြောက်လိုက်လို့ရှိရင်၈ခုအဲ့ဒါကိုမာဝိပဿစိတ်၈ခုလို့ပြောတာမှန်ပါပါအခြေခံအားဖြင့်မြောက်ပွားထားတာဘာဖြစ်လို့တော့ဆိုစိတ်ဆွမ်းအားခြင်းတစ်ခုနဲ့တစ်ခုမတူဘူးလေကဲနံပါတ်1မဟာဝိပဿစိတ်ကဘာတော့ဆိုလို့ရှိရင်ခံစားမှုကဝမ်းသာတယ်အသိဉာဏ်ရှိတယ်စိတ်ထက်မြက်တယ်ဟောတာနံပါတ်1မှန်ပါပါမြတ်စွာဘုရားအလောင်းပရိသေတွေနေတာအဲ့ဒီနံပါတ်1နဲ့နေတာပဲဘုရားရဲ့ပရိသေစိတ်ကမှန်ပါပါဝမ်းသာတယ်ခံစားချက်ကဝမ်းသာမှုသောမနတနဲ့ရှင်းတယ်အသိဉာဏ်ရှိတယ်ထက်မြက်တယ်ထက်မြက်တယ်ဆိုတာအသင်္ခါရိကတိုက်တွန်းနှိုးဆော်နေရတာမဟုတ်ဘူးပင်ကိုထက်မြက်တယ်ဒုတိယဟာကြတော့မထက်မြက်ဘူးလို့ပြောအောင်မှန်ပါပါအဲ့တော့မြတ်စွာဘုရားရဲ့ပရိသေစိတ်ဟာပထမမဟာဝိပဿစိတ်လို့ဒီလိုမှတ်မှန်ပါပါဗျာအဲ့တော့ကျန်တဲ့လူသားတွေကကျန်တဲ့စိတ်တွေနဲ့ပရိသေနေကြတယ်တဦးနဲ့တဦးမတူကြဘူးပထမစိတ်နဲ့နေခြင်းနေမယ်ဒုတိယ